ပြုခြင်းကသာသနာရောင်ဝမကွယ်ပြောက်ဖို့တရားစိန်နေရယုံကြည်မှုစစ်ကိုယ်ွယ်ရမှန်ကန်မှုဖြင့်အိုယတနာသုံးပါးမြတ်ကုံတော်ကိုပူဇော်ရာတွင်ယုံမှခြင်းမရှိစေရန်တန်တင်ပြခဲ့တရားဆိုတာမုတ်ချထီရမှန်တရားစိန်နေရယုံကြည်မှုစစ်ကိုယ်ွယ်ရမှန်ကန်မှုဖြင့်အိုယတနာသုံးပါးမြတ်ကုံတော်ကိုပူဇော်ရာတွင်ယုံမှခြင်းမရှိစေရန်တန်တင်ပြခဲ့တရားဆိုတာမုတ်ချထီရမှန်ကောင်းမြည်အမှန်ဖြူသည်ကောင်းကဖြူသည်ဆိုကအကြောင်းအကျိုးမှန်ခံရပြန်ထို့အကြောင်းဟာဖြူသူအသက်ပေါ်ထို့အကျိုးဟာဖြစ်သူအဟောင်းမှုကံတရားကိုလက်ခံရမည်အမှန်ပြင်ဆင်နိုင်တာပြုခြင်းကသာသနာရောင်ဝမကွယ်ပြောက်ဖို့ဘာသာစာပေပညာမြတ်မှတရားဒေသနာစင်တီနိုင်ငါမင်္ဂလာတော်38ဖြာကိုစီရမအမောင်ကိုဖေကတန်ရာလင်းမနိဗ္ဗာန်တောင်ဒီလိကမအိုတန်ရာဝေခဲ့တွေ့အပြီးမှာဘာသာစာပေပညာမြတ်မှတရားဒေသနာစင်တီနိုင်ငါမင်္ဂလာတော်38ဖြာကိုစီရမအမောင်ကိုဖေကတန်ရာလင်းမနိဗ္ဗာန်တောင်ဒီလိကမအိုတန်ရာဝေခဲ့တွေ့အပြီးမှာတင်္ဂလာတုတ်တော်ဝေအမျိုးကောင်းသားတွေအမျိုးကောင်းသမီးတွေကျင့်သုံးလိုက်နာစီဖို့ကွယ်တီလာကိုငြိမ်းမြတ်ရမေညီညာစွာချစ်ချမ်းရမေစုံမိတ်များလိုက်နာရမည်အမှန်ပြင်ဆင်နိုင်တာပြုခြင်းကသာသနာရောင်ဝမကွယ်ပြောက်ဖို့ဘာသာသာသနာတရားမပြုနဲ့ယနေ့လူငယ်နောင်လူကြီးခွဲနောင်လာမည်မျိုးဆက်သစ်တွေမျောမှန်စေသာသနာရောင်ဝမကွယ်စေဖို့ရဲ့အမျိုးဘာသာစင်တီဖို့ကွယ်သာသနာကိုဆောက်ရှောက်ပါစို့ကွယ်ဘာသာသာသနာတရားမပြုနဲ့ယနေ့လူငယ်နောင်လူကြီးခွဲနောင်လာမည်မျိုးဆက်သစ်တွေမျောမှန်စေသာသနာရောင်ဝမကွယ်စေဖို့ရဲ့အမျိုးဘာသာစင်တီဖို့ကွယ်သာသနာကိုဆောက်ရှောက်ပါစို့ကွယ်သာသနာကိုဆောက်ရှောက်ပါစို့ကွယ်သာသနာကိုဆောက်ရှောက်ပါစို့ကွယ်